Yadana Daya Yadana Tanga Yadana Yadana Yadoma Bondo E Tanando We Kinwado Muni De Tumia De Dila Go Tumia De Tamati Go Tumia De Binya Go Doko Yudimia No Leso Moyue Chico Budo Pumio Malayo Grojaya Gondo Kayagan Gudo Sirena Wajigan Gudo Sirena Manogan Gudo Sena Baudo Chao Hido Didi Britani Manijin Bene Nijaya De Tandra Wadoka Mojin Bene Unijaya De Tandra Wadoka Panajin Bene Najaya De Tandra Wadoka Matijin Bene Dijaya De Tandra Wadoka Abondoma Lumyo Ya Lumyo Jong Di Budo Dana Dila Bhavana Myago Chedo Saudi Bwamya Tuja Bile Riya Boko Sharudi Mimidu Yachia Kanza Do Meshanda Pochanda Neiba Chanda Dearuria Myago Adidi Kanza Sanza Jabi Degedo Adedura Gondo Di Leveria Boko Shadow Dwin Du Bawe Chijago Leye Meshanda Pochanda Neiba Chanda Dearo Myago Yako Piesaka Mimabwane Bele Viru Ado Se Ado Ledam Chito Dana Dila Serena Gane Dagawa Vibadana Nyandi Lemyadwa Menyando Jesu Gube Neibango Yalwe Shao Lue Nyama Gulwe Nanjadi Chejabadi Nyapya Pya Dila Li Taune Chame Ahambante Bali lo dila down de Myanmar lo dila down ja so Demi do a Azindana Ova dila bido muba phaya Yama wadami dawadita Namo Tata Bhagavato Arahato Dhammadam Buddhata Shanda Yao Homa Bida Ayamya A Shiko Groba Ivya Odam Dharanange Sami Dhamandaranange Sami Nangandaranange Sami Dudiyambi Bodham Dharanange Sami Dudiyambi Dhamandaranange Sami Dudiyambi Nangandaranange Sami Dudiyambi Bodham Dharanange Sami Dudiyambi Dhamandaranange Sami Dudiyambi Nangandaranange Sami Adiyambi Bodham Dharanange Sami Dadiyambi Dhamandaranange Sami Adiyambi Nangandaranange Sami Adiyambi Bodham Pali lo Dharanagong Domba Something there Myanmar lo Akhe Dharanagong Domba ye Jesu go po chu Diji Nale Nai Ao Thaya go Gwe Dago Jwe Abe Maja Shanda Ya
တရားကိုလည်းစိတ်ဝဲဆွဲမြဲစီကံမီတရားကိုယ်ွယ်ပညာကျွဲအပဲမကြချမ်းသာရတရားကိုလည်းစိတ်ဝဲဆွဲအမြဲစီကံမီသံဃာကိုယ်ွယ်သိစေကျွဲအပဲမကြချမ်းသာရသံဃာကိုယ်လည်းစိတ်ဝဲဆွဲအမြဲစီကံမီဣတရဏဂမနံပရိဘုံနံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာတိယာမိသို့အသက်ကိုတပ်ဖြတ်ခြင်းမှာအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိအတုရဝဥဒ္ဓမပိသောပစ္စည်းဥစ္စာခိုးယူခြင်းမှာအဗျမ္မစရိယာဝေရမဏိသိက္ခာပဒံသမာတိယာမိမမြတ်သောအကျင့်ကိုကျင့်သုံးခြင်းမှာမုဒဝါဒဝေရမဏိသိက္ခာပဒံသမာတိယာမိလေးလက်ပတ်တတ်သောမုဒစကားကိုပြောဆိုခြင်းမှာသုရာမေရယမြစ္ဆာပမတ္တဌာနဝေရမဏိသိက္ခာပဒံသမာတိယာမိမူရစေဝါများနဲ့သေရတုကိုတောက်သုံးခြင်းမှာဝေကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာတိယာမိကုသိုလ်စိတ်တွေကိုဆိုယုတ်ပြီးအကုသိုလ်တွေကိုမြတ်မြတ်ဖြစ်စေတတ်သောကုသိုလ်ကောင်းမှုတရားတွေကျင့်ကြံပွားများအားထုတ်မဲ့အချိန်ကိုအာနည်းစေကြခြင်းကြောင့်ဤတော်ညစာစားသုံးရတဲ့အမှုသည်ပရိဘောဓတိညာလုံးလို့အဲဒီပရိဘောဓတွေကိုနည်းအောင်စောင့်ရှောက်ခြင်းဒီဟုသောဤတော်ညစာစားသုံးခြင်းအမှုကိုပြုလုပ်ခြင်းမှာနေဇာသီတာဝါတိတာဝိတုကရတနာမာလာကန္တာဝိလေပနာဒါရဏမန္ဒနာဝိဘုဒ္ဓနာဌာနဝေရမဏိသိက္ခာပဒံသမာတိယာမိကာကျေခုံရင်သခြင်းဆိုခြင်းတို့ကိုကြည့်ရှုနားထောင်ခြင်းနဲ့အမွေနန္တာပန်းပန်းခြင်းပေါင်းနာဇနုရေမွေးစားကြည်တို့ကိုသုံးဆောင်ခြင်းမှာဩဇာတယနာမာတယနာဝေရမဏိသိက္ခာပဒံသမာတိယာမိမြင်သောနေရာမြတ်သောနေရာတို့နဲ့နေထိုင်ခြင်းမှာမေတ္တာသဟဂတိနမေတ္တာနှင့်တကွသောစေတသာစိတ်ဖြင့်သဗ္ဗဘာနာဘုရိတုအလုံးစုံသောအတ္တဝါတို့ဤအဘောတို့၌ပရိဒ္ဓဝါပြန့်နှံ့၍ဝိဟာရဏံနေရာနေကြောင်းဖြစ်သောသိက္ခာပဒံကိုခြင်းသီလတော်မြတ်ကိုသမာတိယာမိကောင်းစွာခြင်းသို့ပေါတည်ပါ၏အရှင်ဘုရားဣဒံမေပုံညံမေဃဖလညာဏတ္တပစ္စယောဟောတုဣဒံဘုံညဘာကံသဗ္ဗတတ္တနာပါစီမတတိတော်တို့သည်ဆရာစကံတွင်၌လူရန်ရသောဒါနကုသိုလ်တောင်းထိန်ရသောသီလကုသိုလ်ဝါများစေဝါများလက်တံဖြစ်သောဘာဝနာကုသိုလ်ကံသည်မေညာဘုညံ
နိဗ္ဗာန်ချမ်းသာတရားလူတရားမြတ်ကိုလင်းမြန်ထုတ်လျှောက်ရမောက်ပြုရပါလို၏အရှင်ဘုရားဒေဝိဒသံပတိဒါယကိနလူနနိဗ္ဗာန်သုံးနံချမ်းသာပေးစွာတတ်စွာသောတိတရဏိနဗုဒ္ဓသရဏဂုံဓမ္မသရဏဂုံသံဃသရဏဂုံသုံးပါးနှင့်သာဓုတကဝနဝိင္ကသမ္မာနဂတံအင်္ဂါကိုယ်ပါအင်္ဂါကိုယ်တံနှင့်ပြည့်စုံလာစွာသောအရိယာကန္တရိယာဖြစ်ကြကုန်သောသူတော်ကောင်းတို့သည်တဲ့နဲ့လဲလဲ၍တကယ်ကျင့်သုံးခံယူဆောက်တည်တော်မူအပ်သောဘောဇိတတနာကျော်မှာလွတ်သည်ဖြစ်၍ဒေါ်လာစင်းစစ်ဖြစ်ပေတတ်သောအပရမတ္တတနာဒိဋ္ဌိတို့သည်မသောအပြင်မသုံးသအပ်သောဝိညုပတ္တတံဘုရားစာရှိသောရိယာသူတော်ကောင်းတို့ကကောင်းပါပေစွာကောင်းပါပေစွာရဲ့လို့ရှိမွန်းတော်ဗနာပြုအပ်သောသမ္မာတိသဝတ္တနိကံဥပဇာသမာတိအပ္ပနာသမာတိဟုဆိုအပ်သောမိမိရဲ့စိတ်ကိုတည်ကြည်ခြင်းငါဖြစ်စေနိုင်ပါပေထသောသီလလူသားမနတ္တမန်တို့လုံခြုံစွာမဆောင်တိနိုင်သောကိုးပါသောသီလတော်မြတ်ကိုသာဓုကံကတ္တော်မြဲမြံစွာဆောင်ထင်းကြကုန်ပြီးဝေဒုမေတရဏဂုံသုံးပါးကိုပါသီလကိုနဲ့တပေကိုပါသီလ၅ပါးသီလ7ပါးသီလကိုပါသီလစသည်များသီလ5ပါး၅ပါး7ပါးကိုပါသီလတို့ဖြင့်ပြည့်စုံကြကုန်သောသင်္ဃာရမဘောသူတော်ကောင်းတို့သည်ဒီတော်ဤညဤခဏကမပဇာယသဝိယဝနိဗ္ဗာန်ပါပကအာသဝတ္တယကုန်ခံလို့ယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ရသည့်ဘဝကာလတိုင်အောင်အပမဒိနဒါနကုသိုလ်ကောင်းမှုတရားကိုပြုရမှာမမေ့ဆိုတဲ့အပမဒတရား၅ပါးသီလ7ပါးသီလ9ပါးသီလ10ပါးသီလစသည်များသီလများကိုစောင့်ရှောက်ရမှာကိုမမေ့ဆိုတဲ့အပမဒတရားခန္ဓာ၅ပါးယုတ်ဓမ္မသင်္ခါရတရားတို့သည်အမျက်မပြဖြစ်ပြီးပစ္စည်းတဲ့အနိစ္စလက္ခဏာညာဒုက္ခလက္ခဏာညာနဲ့လက္ခဏာဤသုံးပါးတို့ကိုမမေ့မလျော်မပေါ်မဆလို့ဆိုသောအပမဒခေါ်ညတတိတရားဖြင့်သံပါတိတကောင်းစွာမသွေပြည့်စုံအောင်ဆောင်ရွက်နိုင်ကြစေကုန်ရာသတည်း